ငါမင်းရင်ကတနေ့ကျရင် United ရဲ့အသင်းကောင်းတော်ဖြစ်လာမယ်လို့အိမ်မက်မှတ်ခဲ့ဘူးလားဒီကလပ်မှာကစားခွင့်ရတာကိုတင်အိမ်မက်တစ်ခုအကောင့်ထဲပေါ်နိုင်ခဲ့တာပါခင်ဗျားတို့ဒီအသင်းမှာနှစ်ပေါင်းများစွာကစားပြီးအောင်မြင်မှုတွေယူခဲ့ရတာကိုကြည့်ပြီးကျွန်တော်လည်းဒီအသင်းမှာအကြာကြီးနေခြင်းနဲ့ဖလားတွေရခြင်းအသင်းကောင်းတော်ဖြစ်ခြင်းနဲ့ဖြစ်ဖို့ကိုတော့မတွေးခဲ့ဘူးပေါ့ဒါကိုအိမ်မက်တောင်းမမှတ်ဘူးအသင်းကောင်းတော်ဖြစ်လာတဲ့အခါမှာတော့ပုံကြီးမိပါဒါပေမဲ့ Harry စီကနေလွှဲပြောင်းရရဆိုတော့နည်းနည်းတော့အနေခတ်ပါတယ်ဒါပေမဲ့ Harry ကကျွန်တော်ကိုအပြေးအဝထောက်ခံပေးခဲ့လို့ဒါကိုကျွန်တော်စိတ်တက်တောင့်တက်တာနဲ့လုပ်နိုင်ခဲ့တာပါဝင်းက Michael Carrick ရောက်လာတော့ဘယ်လိုလဲငါသူနဲ့ပွဲမတိုင်ခင်အပတ်က Barbados မှာပြီးတော့ပြီးအတူကမ်းခြေမှာနားယူခဲ့တာပြီးတော့မှရုတ်တရက်ကြီးသူက United ရဲ့နေပြဖြစ်လာဒါပေမဲ့ငါတွေးကြည့်တော့ဒါကသင့်တော်တယ်ထင်သူကောင်းကောင်းလုံးနိုင်တယ်ဘရူနိုကဟုတ်ပါတယ်မိုက်ကယ်ကအရင်အိုလီလက်ထက်ကလေးကလက်ထောက်နေပြလုပ်ခဲ့တာဆိုတော့ကျွန်တော်တို့သူ့ကိုတီးပါသူနီးပြအဖြစ်ကင်လွယ်ခဲ့တဲ့၃ဝဲတုန်းကလည်းသူဟာလက်ထောက်နီးပြထပ်ပို့ပြီးရေသွေးရှိတဲ့သူဆိုတာကိုပြသနိုင်ခဲ့ပါတယ်သူကအိုလီလည်းမဟုတ်ပါဘူးအိုဆေးနဲ့လည်းအတူရှိခဲ့တဲ့သူမို့အတွေ့အကြုံကောင်းတွေသူ့မှာရှိပါတယ်သူကအသင်းကိုလိုအပ်နေတဲ့စွမ်းရည်နဲ့အကောင်းမြင်စိတ်တွေယူဆောင်လာပြီးအသင်းသားတွေနဲ့မကဘူးဝန်ထမ်းတွေအားလုံးရဲ့စိတ်ဓာတ်ကိုပြောင်းလဲပေးနိုင်တယ်အခုဆိုရင်ကျွန်တော်တို့အဆင့်3မှာရှိနေပြီးတော့ top 4ဝင်ဖို့ကိုအားကိုနိုင်ဖို့မိုက်ကယ်ကလုပ်ပေးခဲ့တာပါဒီလိုလုပ်နိုင်မယ်လို့အဲ့မတိုင်ခင်ကမထင်ခဲ့ဘူးဝိန်းကမင်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီးနေရာဒီမှာသတင်းတွေထွက်ခဲ့ပြီးတော့မဟုတ်ဘူးအဲ့တော့ကမင်းထွက်သွားနိုင်တယ်ဆက်ရှိနိုင်တယ်ဆိုပြီးထင်ကြီးတွေအများကြီးရှိခဲ့ဘလို့ဆုံးဖြတ်ခဲ့လဲဆိုတာပြောပြနိုင်တယ်ငါလည်းအဲ့ဒီအခြေအနေမျိုးကြုံခဲ့ဘူးလေကလပ်ကခက်ခဲတဲ့အခိုက်အတန့်တွေရှိတာကြောင့်ငါတို့ဒီမှာပါဆက်လုပ်ရမလို့ဆိုတော့တွေးနေခဲ့နောက်ဆုံးငါကတော့ဒီအသင်းမှာငွေနစ်တွေခြံထားခြင်းတယ်လို့တွေးခဲ့မင်းရော United ကို Champions League တောင်းဖို့ Premier League ဖလားတွေရအောင်ပြန်ဦးဆောင်နိုင်ရင်ဘာဖြစ်မလဲဆိုတာမင်းတွေးဘူးလားဘရူနိုကကျွန်တော်အဲ့ဒါကိုကောင်းကောင်းသိပါတယ်ကျွန်တော်အသင်းမှာဆက်ရှိနေခဲ့တာကလည်းအဲ့ဒီအတွက်ကြောင့်ပါအသင်းခက်ခဲနေတဲ့အချိန်မှာဆုံးကမသွားခြင်းဘူးကျွန်တော် Premier League နဲ့ Champions League ဖလားတွေရခြင်း